ညွန့်ကျွန်တော်ဆဲတောက်လိုက်လို့အခိုးထွက်တာ မပြေးတဲ့အခေါ်မိပြီ အမို့ကျွန်တော်ဆဲတောက်လို့အခိုးထွက်တာလေ ဘာလဲမင်းဘာလုပ်တာ ကျွန်တော်ဆဲတောက်လို့အခိုးထွက်တာ တခိုးအခိုးထွက်တာနဲ့တခိုးထွက်တာအားနဲ့ตาလေးရောနည်းနည်းဖွဲကြရတာမဟုတ် ရှာမရှင်နဲ့တခိုးတိုက်ပြေမှာဆက်ထားနေမင်းခိုးမဲ့ကောင် ဟောဗျာ မင်းခိုးမဲ့ကောင်မင်းဘာကောင်ချလိုက် အမလေးဗျာအမ ဟောကြိုက်မရရသေးဘာမလေးဗျဟမ်မင်းဒီတိုင်းထားနေမင်းဘယ်လက်ကခိုးတယ်ဟဲ့ ဟောဗျာ လက်တည်းခိုးတယ် ဘုံကျွန်တော်ဒီလိုလုပ်လိုက်တာ ရှာမရှင်နဲ့မင်းတခိုးမင်းအဲ့တော့ခိုးတဲ့အတွက်မင်းလက်ကိုဖြတ် ဟာ တခိုးလက်ဖြတ်လက်ရှိထုတ်တာ အမလေးဒီချိန်တစ်ခါတော့မှခွင့်မပေးတော့ မပေးဘူး အမလေးကြီးလိုက်တာဒီဆက်ရက်တယ် ရက်ဆက်တယ်နင်းမေဆက်ရက်တယ် ကျွန်တော်ဘာလုပ်อ่ะ လက်ထောက်တာဒီဘက်လက်ထောက်တာဒီဘက်လက်ထောက်တာ ဟုတ်ကဲ့ ပြောနေကြတဲ့ ဒါနဲ့ရိုက်နဲ့လက်ပြတ်ပါတယ်ဗျာထုတ်လို့မရတာမထုတ်မနေပါနဲ့တော့အချိန်ကြာလို့ပါထုတ်လို့မရရင်လည်းမထုတ်ပါနဲ့တော့အဲ့ဒါအသေးကြီးနဲ့တူတယ် တော်အသုံးများမှုရတယ်ငါပြောနေကြတယ်ကဲဟမ်ပြောနေကြတယ်နောက်ခိုးကွာ အောင်ညလေအောင်ညလေ ဟမ်ဘယ်နဲ့ရှိတာ ဆက်ရနိုင်လား ရက်ဆက်လိုက်လား ကျွန်တော်ကျင်မနာဘူးလား မကျင်နာဘူးလားရောင်းမြန်နေပဲသူပြောတယ်ဟမ်ဘယ်လက်ထောက်တာအမလက်ထောက်တာဟမ် အမလေးလက်တွေပြတ်ကူမှာဗျာ ရက်ဆက်ဆက်ဖြတ်ပြတာတွေ့လားခောက်ထားတဲ့အတိုင်းပဲ ဟဲ့လူ ရှာမရှင်နဲ့ခြေလောက်ထောက်တာ ဟင် ခြေလောက်ရှိနေသွားနိုင်သေးတယ်သွားခိုးမှာစိတ်မချ အမလေးကတော့ပါရဲ့ ထောက်တာဟေ့ဇုံမထားနဲ့ခြေလောက်နဲ့ကားစားခြေလောက်နဲ့ကားစား ဒုက္ခပါပဲဟုတ်လေကတော့ပါ ဘာတတ်နိုင်ပြီဟမ် အဲ့ဒီအလကောင်ခုတ်တော့ကျုပ်ကဘယ်ဟာပြမှာလဲခင်ဗျာဒီဘက်ခုတ်ပါလားဘာဖြစ်လို့ဒီအလကောင်လက်ခုတ်တာလဲ ငါခုတ်တာဟောဒီပဲပဲနည်းနည်းရောက်တယ်ဒီဘက်ခြေလောက်ပြအေး ဟုတ်ပါဘူး ဟုတ်ပြီဘာလို့လက်ကဖြီးရတာ မဖြစ်ပါဘူးပြတ်ပြီးသားပါ ထပ်ဖြတ်လိုက်အောင် မပြတ်ပါနဲ့တော့ ကိုဘက်ခြေလောက်ကြံသေးတယ် အမလေးဟဲဘာတတ်နိုင်သေးလဲ အမလေး မင်းလောက်ကောင်မျိုးတိုင်းပြည်ထားလို့မကောင်းဘူးအဲ့တော့ဖြတ်ဖောက်တင်းပြီးရေရော့ပြောမှာ အမလေး ပြောနေကြတယ်ဒီအောင် အမလေးဆက်ရလာလားအပြစ်တော်ကြီးလာကြီးလားနည်းနည်းမှခွင့်မလွတ်ကြတော့ဘူးလား ရှာမရှင်နဲ့ ခင်ဗျာအမ ရှာ လေး မရှင်နဲ့ရဖောက်တင်းရေရော့ပြောဘာတတ်နိုင် အမ လဲ လေး ဘာတတ်နိုင်သေးလဲ သူများဒီလိုပြတ်နေတာကိုရည်နိုင်တယ်သူတို့ရည်နိုင်တယ် ဒီတိုက်ထားလို့မရဘူးဖောင်းပေါ်တင်းပြီးပြောရမယ်ခဏနေအောင်ငါဖောင်းသွားယူ အမလေးဖြစ်မှထွက်ရလေကြီးဟင်အမလေးပါတော့ ဒါဖောင်း ဖောင်းမလဲဟုတ်ပြီဖောင်းပါပဲတဲ့ ဟဲ့ရ ရ ဒါအလုံထဲမှာစားရတာ တိပါတယ်လှုပ် ဖောင်းဆိုရင်ဖောင်းရှာမရှင်နဲ့ အမဖောင်းမကျွန်တော်ကိုတင်မယ်ပေါ့အမလေး ပဲလက်လေးလိုက်ဟာ အော်လေတာလူကတလောက်မလဲပါဘူးဝိတ်ကလေးနေလို့ပါကျွန်တော်ဝိတ်ကစားလို့အမလေးရက်ဆက်လာကြီးလား ပြောနေကြတယ်သေကြတဲ့သဘောနဲ့ဝေးလာနဲ့မျောလိုက်မယ်မင်းအမေသွားကျင်ရတာသွားတော့ အမလေးကြကြပါဗျာဟာလေမိုးလိုက်ဟမ် ကြကြပါ နမရေဟမ် ကဲပါဒီတော့ညီတော်တွေရမ်းဘေးကနေဝေးအောင်လို့ဟမ်ဒီတော့နောက်တော့ခွန်တပါရှိတယ်နဲ့ကအ မလေး အစာရည်သားပြတ်တော့တောနဲ့ထဲမှာဟမ် နာလုံးငိုရတာမျက်ရည်နဲ့မျက်ကြီး ညီတော်တွေရဲ့တာမယားတွေကိုတတ်စားလာခဲ့ကြလား ကဲပါ ကိုချစ်သူလှည့်ကြတော့နှမျိုးသားလွတ်အောင်လို့နော်ပြီးခဲ့ရတာအခုတော့သူတို့ဘေးကနေဝေးခဲ့ကြပြီလွတ်ပြီလို့နော် ကဲပါ မဟာဘရုမလာဗျာလို့ ကဲပါလို့ ဘဂဝါစုဘင်္ဂသေမမကြဟုတ်ပါဘူး အမလေး ရေဆိုင်ရမမစိတ်ငင်းနဲ့တကြိမ်မရှောင်တက်ကရာဆုံးဟာနေတော့ ကဲပါ အိုးတမတော်ရဲ့ မောင်ကြီးရဲ့ ညာတော့တော့ခင်းဝင်း အမလေး ခင်းဝင်း ကဲပါမောင်ကြီး
လာနဲ့တစားစားအော်နေပါလားမောင်ကြီးရဲ့ကဲလိုက်ပါဦးမောင်ကြီးရဲ့ ကဲပါ အော်လက်တို့ချီတို့နဲ့ပေါင်းတို့ကြီးပါလားတနာစရာကောင်းလိုက်တာဒါပေမဲ့ဒီဇက်ထုတ်ကိုငါသိတယ်လို့နော်ဒီပေါင်းတို့ကြီးကိုငါကယ်လိုက်လို့ရှိရင်မဟာဘရုမမင်းသားကြီးကကယ်လိုက်တာနဲ့ပေါင်းတို့နဲ့မိဖုရားနဲ့ညာမှာမကယ်ဘူးအားရအောင်နှစ်ပါးသွားမယ်လို့နော် ကောင်းပါလေကဲပါပဲဆိုမှဟိုတနာယူကမကယ်ဘူးလေ ဘယ်လိုဖြစ်လဲ